အားလုံးပဲမင်္ဂလာပါဆွဲပြီး online figure shop ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ ghost sticker နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်သိသလောက်လေးပါ sticker တွေကတော့ ghost sticker ရှိမယ်ပေါ့နော် Alibaba ကိုပို့တဲ့ sticker ရှိမယ် Alibaba ပို့တဲ့ sticker တွေကြတော့အဖြူရောင် sticker လေးတွေပေါ့နော်ပြီးတော့ကြတော့က green sticker တွေလည်းရှိသေးတယ်ကျွန်တော်အပေါ်မှာပြထားပေးပါမယ်အဲ့ဒီမှာ sticker list တွေရှိပါတယ်နောက်အဲ့ဒီဓာတ်ပုံလေးမှာဝင်ကြည့်ကြည့်ပါဘာလဲဆိုတော့သူတို့ကပေါ့နော်အဓိကစက်ရုံကတော့တရုတ်ပြည်ကထုတ်တာများပါတယ်ကျွန်တော်တို့ DFS site တွေနောက်တော့ကျတော့ WCF တွေကတော့တရုတ်မှာထုတ်တာများပါတယ်ဂျပန်မှာတော့ရှီဇိုဂါခရိုင်မှာစက်ရုံရှိပါတယ်အဲ့ဒီစက်ရုံကဘာလဲဆိုတော့ဘန်တိုင်းဂမ်ဘလာပေါ့နော်ဂန်တန်းတွေထုတ်တဲ့စက်ရုံမှာကျွန်တော်တို့ဒီ figure တွေကတော့တရုတ်ပြည်ကအများစုထုတ်ပါတယ်တရုတ်ပြည်မှာစက်ရုံရှိပါတယ်ပြည်နယ်မှာရှိပါတယ်ရှန်ဇန်းမြို့ကွမ်တောင်ပြည်နယ်မှာရှိပါတယ်ရိုက်ရှာကြည့်ကြည့်ပါအကယ်၍မသိဘူးဆိုလို့ရှိရင်လည်း ChatGPT AI ကိုလည်းမေးလို့ရပါတယ်သူအကုန်ပြောပြပေးပါလိမ့်မယ်နောက်ပြီးတော့ပေါ့နော် ghost sticker နဲ့ပတ်သက်ပြီးတော့ကြတော့အဲ့လိုပေါ့ဒီအယုတ်ကဘာကွာလဲဆိုတော့ဒီစိတ်အယုတ်တွေအကုန်လုံးကိုတရုတ်စက်ရုံကနေထုတ်တယ်ထုတ်ပြီးတော့သူက region တွေပြန်ခွဲတယ် region တွေခွဲတဲ့အချိန်မှာကဘယ်လိုခွဲလဲဆိုတော့ ghost sticker ဆိုလို့ရှိရင်သူကဂျပန်ကိုတိုက်ရိုက်ပို့တဲ့ region တွေပါကျွန်တော်အပေါ်မှာပြထားတဲ့အတိုင်းပဲအဲ့ sticker လေးတွေမှာကြည့်ကြည့်ပါ ghost sticker ဆိုလို့ရှိရင်ဒါဂျပန် region ဒီပုံမှန် sticker အဖြူလေးတွေဆိုလို့ရှိရင်တော့ release for Asia ပေါ့နော်ဒီ Alibaba တို့ပါဟိုဖြန်းတဲ့ sticker တွေပေါ့နော်အဲ့ဒီမှာဘာကွာပါသေးလဲဆိုတော့ ghost sticker မှာတော့မှသူကပေါ့နော်ဒီမှာနံပါတ်လေးတွေကွာပါသေးတယ်အဲ့မှာဆို ghost sticker မှာဆိုနံပါတ်5ဒီမှာဆိုလို့ရှိရင်နံပါတ်7เนาะဒီမှာဆိုလို့ရှိရင်8သူကအဲ့ဒါတွေကတော့အဓိပ္ပာယ်ကတော့ကျွန်တော်လည်းမသိသေးပါဘူးဒီကောင်ဆိုလို့ရှိရင်6ပေါ့နော်6အဓိပ္ပာယ်လေးတော့ကျွန်တော်လည်းမသိသေးပါဘူးသိတဲ့စချိန်ကြလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့လာပြီးတော့ sharing ပြန်လုပ်ပေးပါမယ်အခုချိန်မှာကတော့ဒီရှန်ကျန်းကွမ်တောင်ပြည်နယ်ကနေပြီးတော့ထုတ်လိုက်တဲ့အဲ့လိုပေါ့နော်အယုတ်တွေကိုဂျပန် region ဆိုလို့ရှိရင် ghost sticker ကတ်ပြီးတော့ပို့တယ်ဒီ Asia တို့ Alibaba တို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအဖြူ sticker လေးတွေကတ်ပြီးပို့တယ်မျိုး orange color တွေနဲ့လည်းရှိပါသေးတယ်ကျွန်တော်တို့ဒီမှာတော့ green sticker တွေကတော့ခါမှတော့မတွေ့ဘူးပါဘူး green sticker အစိမ်းရောင် sticker တွေပေါ့နော်အဲ့ဒါတွေတော့မတွေ့ဘူးပါဘူးနောက်ပြီးတော့ကျွန်တော်ပြပြတဲ့အတိုင်းပဲစက်ရုံတွေကဒီအင်ဒိုနီးရှားမှာလည်းရှိတယ်ဗီယက်နမ်မှာလည်းရှိတယ်အခုကျွန်တော်ပြပြမယ်ဆိုလို့ရှိရင်ဒီကောင်တွေဆိုလို့ရှိရင်တူတိုဗန်ကြားတွေဆိုလို့ရှိရင် main ဗီယက်နမ်မှာဗီယက်နမ်စက်ရုံကနေထွက်လာတဲ့ကောင်တွေပါအဲ့လိုလေးတွေတော့ကွာပါသေးတယ်ဒါပေမဲ့အယုတ်တွေကတော့ဒီအယုတ်တွေပဲဒီပုံစံတိုင်းပဲဒီ format တိုင်းပဲအကုန်လုံးထုတ်တာပါကျွန်တော်ပြောရတော့အသီးလေးတွေပေါ့နော် GK တို့ဒီ pop up တို့ mega house တို့အဲ့ဒါတွေတော့မပါပါဘူးဒီဘန်တိုင်းကထုတ်တဲ့ဟာတွေပဲပေါ့နော်ဒီ mega house တို့ pop up တို့တွေဘာတွေကကြတော့ဒါ collaboration လုပ်ထားတဲ့ဟာတွေအဲ့လိုပေါ့နော်သူတို့ကဒီစက်ရုံကနေထုတ်လိုက်တဲ့ဟာကိုပဲဟိုဂျပန် region ကိုဂျပန်ကိုဓာတ်ရိုက်ပို့တာပေါ့နော်အဲ့ဒီဂျပန်ကနေဓာတ်ရိုက်ပို့ပြီးတော့မှတချို့ကကြတော့ပြန်ရောက်လာဂျပန်ကနေပြီးတော့ဓာတ်ရိုက်ပို့လိုက်တယ်ပို့ပြီးတော့ဂျပန်မှာတချို့ကြတော့ရောင်းမကုန်တာတို့ခစ်ကုန်သွားတာတို့ဘာတွေကြလဲသူတို့ကဒီ sticker တွေကိုပြန်ခွာတယ်ခွာပြီးသွားလို့ရှိရင်ကျွန်တော်တို့ Asia ဘက်တွေကိုပြန်သွင်းတာတွေရှိပါတယ်အဲ့ဒါတွေလည်းတွေ့ကောင်းတွေ့နိုင်ပါတယ်အခုနေ့ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်သိသလောက်လေးမျှဝေပေးထားတာပါအခုတို့သိရဆိုလို့ရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်နောက်ထပ်ဘူးကိုကြည့်ုံနဲ့ sticker မပါဘူးဆိုလို့ရှိရင် Alibaba ကနေပြီးတော့ထုတ်တာလား Alibaba region ကနေပြီးတော့ထွက်လာတာလားဒီဂျပန် region ကနေပဲလာတာလားဆိုတာကိုထပ်ခွဲလို့ရပါသေးတယ်ဘူးကိုကြည့်ပြီးတော့ပေါ့နော်သိချင်တယ်ဆိုလို့ရှိရင်လည်း CMD မှာရေးခဲ့လို့ရပါတယ်ကျွန်တော်သိသလောက်ထပ်ပြီးတော့ရှင်းပြပေးပါမယ်အခုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်